အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါ Microsoft Office တွေမှာမြန်မာ Unicode သုံးရင်ဖြစ်တတ်တဲ့ error လေးကိုတစ်ချက်အချင်းချင်းပြောပြခြင်းပါတယ် Adobe တွေမှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီမြန်မာ Unicode မှာ version နှစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့ MYM ဆိုတဲ့မြန်မာ Unicode version 1 ရဲ့ MYM2 ဆိုတဲ့မြန်မာ Unicode version 2 ရပါတော့ဒီပြောင်းစု 1.8 ကဆိုရင် version 1 ပေါ်မှာရေးထားတာဖြစ်ပြီး 2.5 ကဆိုရင် version 2 ပေါ်မှာရေးထားတာဖြစ်ပါတယ်အဲ့တော့ version 1 တွေကဒီ Windows 7 နဲ့ဒီ Microsoft Office 2013 ရှေ့ပိုင်းတွေပေါ့နော်ရှေ့ပိုင်းတွေမှာအများအပြား support ပေးပါတယ်ကောင်းကောင်းအလုပ်လုပ်ပါတယ်ဒီ version 2 ကကြတော့ဒီ Windows 8 နောက်ပိုင်းကစပြီးတော့ဒီ Windows တွေမှာဆိုရင်8တို့10တို့11တို့ထိ2ကိုပဲ support ပေးလိုက်တယ်ပေါ့နော်နောက် Office ဆိုလည်း2013 2016နောက်ပိုင်းတွေမှာဆိုရင်ဒီမြန်မာ version 2 ကိုပဲsupport ပေးရပါတော့အဲကြောင့်ဒီပြည်အောင်စုဆိုရင်လည်းသူဒီ Windows 8တို့10တို့11တို့နောက် Microsoft 13နောက်ပိုင်းတို့မှာဆိုလို့ရှိရင်เนาะဒီပြည်အောင်စုဖောင်းသုံးနေတယ်ဆိုရင် 2.5 ကိုသုံးပါဒီသူ့ရဲ့ရှေ့ပိုင်းတွေမှာ Windows 7တို့13ရှေ့ပိုင်းတို့မှာသုံးနေတယ်ဆိုရင်เนาะ 1.8 ကိုသုံးပါပေါ့เนาะအဓိကအများစုဖြစ်တဲ့ပြဿနာကတော့အဲ့လိုမျိုး version မှာပြီးသုံးမိတာပေါ့เนาะမှာဒီ2013ရှေ့ပိုင်း version တွေမှာဒီ Unicode version 2 နဲ့ထွက်ထားတဲ့ font တွေကိုသုံးတယ်ဆိုရင်မမှန်တာတွေဖြစ်တတ်တယ်ပေါ့နော်။ဥပမာကျွန်တော်နောက်ပိုင်းအများစုရေးတဲ့ Unicode font တွေကဒီ version 2 ပေါ်မှာရေးတာပေါ့နော်။ကျွန်တော်ဒီ Z06 တို့နောက်ထွက်တဲ့ Unicode အများစုကဒီ MYM version 2 ပေါ်မှာရေးထားဖြစ်တဲ့အတွက်ဒီ2013ရှေ့ပိုင်းတွေမှာတွားပြီးတော့ဖွင့်မယ်ဆိုရင်ရိုက်မယ်သုံးမယ်ဆိုလို့ရှိရင်ဒီမမှန်တာတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့အဓိကအဲ့လိုဖြစ်လာပြီဆိုရင်တော့ version ပြောင်းတာပဲ version မြင့်လိုက်တာပဲပေါ့နော်ဒီ2013နောက်ပိုင်း version တွေပြောင်းသုံးလိုက်တာပဲအဆင်ပြေပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီ version အမြင့်မှာထုတ်ထားတဲ့ font တွေကိုဒီ version အနိမ့်တွေကနားမလည်တဲ့သဘောပေါ့နော်ဒါကတော့ဒီ software တွေရဲ့သဘောတရားအတိုင်းဒီ version အမြင့်မှာထွက်ထားတဲ့ဟာတွေကိုအနိမ့်မှာနားမလည်တဲ့သဘောပေါ့နော်နောက်တစ်ခုကကျတော့ဒီ version အမြင့်မှာအနိမ့်ကိုဖွင့်လို့ရှိရင်ရောဘယ်လိုဖြစ်လဲဆိုတော့ဒီလိုပေါ့နော်ဒီကောင်ဆိုရင်မြန်မာ Unicode version 1 နဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီကျွန်တော်ဒီ Office ဆိုလို့ရှိရင်2021မှာ2021 version မှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ်တယ်ပေါ့နော်ဒီကောင်ဆိုရင်တာလုံးဖောင်းပေါ့နော်ဒီမြန်မာ Unicode version 1 နဲ့ရေးထားတဲ့ font မျိုးပေါ့နော်အဲ့တော့ဒီလို error တွေဖြစ်တယ်ဆိုရင်ဒီ version အမြင့်တွေမှာကျတော့ကျွန်တော် setting ချိန်ပေးလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူက version အမြင့်အနိမ့်ဟာကိုနားလဲတဲ့သဘောမျိုးပေါ့နော်အဲ့တော့ setting ချိန်နေတယ်ဆိုလို့ရှိရင်ဒီကောင်ကို select ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမြားလေးပေါ့နော်ဒီ font ဆိုတဲ့ကိုဒီ keyboard ကဆို control D ပဲဖြစ်ဖြစ်နှိပ်ပြီးတော့ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ advanced နဲ့မှာကျွန်တော်တို့ဒီ ligature ပေါ့နော် ligature ပေါ့နော်ဘာလို့လဲဆိုတော့ဒီ Unicode version 1 နေမှာအဓိကအပြင်ဒီ ligature တွေကန်နီးနေနဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီ setting မှာဒီလိုမျိုး off ထားတယ်ပေါ့နော် none ဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးမမှန်တာမျိုးဖြစ်တာပေါ့နော်အဲ့အတွက်ကြောင့်သူ့ကို all ပေါ့နော် all ရွေးပေးလိုက်မယ်ဆိုရင်ဒါရပါပြီဒီ version 1 တွေကိုပဲခဏခဏသုံးကျင်တယ်ဆိုရင်တော့ဒီမှာset up ဖို့နှိပ်ထားလဲရတယ်ပေါ့နော်ဒါရိုးရိုးကူလောလော select ပေးတဲ့ဟာလေးကိုပဲပြောင်းကျင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ all ရွေးပေးလိုက်တယ်ဆိုရင်ဒါ version 1 တွေဟာဒီကျွန်တော်တို့နောက်ပိုင်း version တွေမှာအဆင်ပြေသွားပြီပေါ့နော်နောက်တစ်ခါတလေဒီ version လည်းမှန်နေရယ် update လည်းဖြစ်ရတာနဲ့တချို့ version လေးတွေမှာဟို Excel တို့ဘာလို့မှရိုက်မရတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့ကြရင်နောက်တစ်ခုပါဆေးရမလဲဆိုတော့ကျွန်တော်တို့ keyboard တွေစစ်တင်တယ်ပေါ့နော်ပုံမှန်တစ်ခါလေကျတော့ဒီ key magic နဲ့ရိုက်လို့မရတဲ့ခါမှာဒီလိုမျိုး default ပါတဲ့ keyboard နဲ့ရိုက်မှရတာမျိုးတွေလည်းရှိရပေါ့နော်အဲ့ဒါကတော့ဘယ်မှာအဲ့ keyboard ကိုဘယ်မှာအပ်ချင်လဲဆိုရင်ဒီမှာပုံမှန်ဆိုရင်တော့ကျွန်တော်ဒီကောင်နှိပ်လိုက်တယ်ဆိုရင်မြန်မာသားမပါသေးဘူးဆိုလို့ရှိရင်ဒီမှာ language preference ထဲမှာကျွန်တော်ဒီမှာ add language ဆိုပြီးတော့နှိပ်ပြီးတော့ဒီမှာမြန်မာစာBurmeseပေါ့နော်ဒီအောင်နှိပ်ပြီးတော့ရွေးပေးလို့ရပါတယ်နှိပ်ပြီးရွေးပေးလိုက်မယ်ဆိုရင်ရပါတယ်keyboard နဲ့ရိုက်မှအဆင်ပြေတဲ့ version လေးပဲရှိရပါတော့ကျွန်တော်တို့ဒီမှာ version အဆုံးလိုက်ပြီးပြနေတာမဟုတ်တဲ့အတွက်အဲ့လိုဖြစ်လာခဲ့ရင်တစ်ချက် skill site ကိုပေါ့နော်နောက်တစ်ခုကဘယ်မှာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီ Office 360ပေါ့နော်ဒီတော့နောက်ပိုင်းအသုံးများလာတဲ့ Office
software တစ်ခုပေါ့နော်သူက cloud storage ရတယ် data sharing ကောင်းတယ်ဒီ internet ပေါ်မှာလုပ်တဲ့ file မျိုးပေါ့နော် mobile နဲ့လည်းသုံးလို့ရတယ်ပြန်လည်ချိတ်ဆက်လို့လည်းကောင်းတဲ့ဟာမျိုးပေါ့နော်သူ့မှာကျတော့ဘယ်လိုပြဿနာလေးရှိလဲဆိုတော့ဒီစာရိုက်လို့ရှိရင်ပျောက်သွားတဲ့ပြဿနာပေါ့နော်ဥပမာကျွန်တော်တို့မြန်မာစာရိုက်မယ်ဒါမျိုးပေါ့နော်ရိုက်နေနဲ့ပျောက်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ကဒီ regulate ထောက်လိုက်ပေါ့နော်လွတ်တဲ့နေရာမှာ regulate ထောက်လိုက်ပြီးတော့ဒီ set proofing language ပေါ့နော် language ကိုနှိပ်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးပြီးသားဖြစ်တော့ပေါ့နော်ရှေ့ရ slap ပေးခဲ့ဘူးပဲဖြစ်လို့ရှိဒီလိုထိတ်ဆုံးမှမရှိဘူးဆိုလို့ရှိရင်ဒီ B ထဲမှာရှိပါလိမ့်မယ်ဘာမှမဆိုတော့ရွေးပေးရပါမယ်အဲ့တော့ရွေးပေးပြီးတော့ဒီ document တစ်ခုလုံးပေးမှဆိုတဲ့ document ပေါ့နော် slash ဆိုတဲ့ slash ပေါ့နော်ကျွန်တော်တို့လောလောဆယ် document တစ်ခုလုံးပေးမှဖြစ်တဲ့အတွက်ဒီ current document ကိုရွေးထားတယ်ပြီးတော့ဒီ spelling checking နေပေါ့နော်ဒီကျွန်တော်ဒီ red line လေးပေါ်နေအဓိက spelling မှားတယ်ဆိုတဲ့ပြဿနာတွေပေါ့နော်အဲ့လိုဟာမျိုးတွေပါမပေါ်စေချင်ဘူးဆိုရင်ဒီခါရဒီမှာကျွန်တော် check mark ပေးပြီးတော့ okay နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်spelling checking နဲ့ပျောက်သွားမယ်နောက်ကြတော့ကျွန်တော်တို့ရရင်လည်းမဖြစ်တော့ဘူးပေါ့နော်ဒါဆိုရင်ရပြီပေါ့နော်သူကတော့အဓိကအဲဆွမ်းနာလေးကျွန်တော်လွတ်တဲ့နေရာမှာ regulate ဒီ proofing နဲ့မှာ setting ချိန်ပေးရတာပေါ့နော်အဲ့ဒီကောင်မှာတော့ကျွန်တော်သတိထားမိရလေးတစ်ချက်ကသူကတော့ဒီ font တွေမှာသူ့ရဲ့ default Microsoft ရဲ့ default font တွေကိုပဲအများအပြားပေးသုံးနေပေါ့နော်ဘာလို့လဲအဲ့ဒါပဲသုံးတာအဆင်ပြေပေါ့နော်သူ cloud storage လည်းဖြစ်တယ်sharing တွေ data sharing တွေလုပ်မှဖြစ်တဲ့အတွက်ဒီ code ထဲက font တွေသုံးထားရင်လည်းအဲ့လိုအဆင်မပြေတာမျိုးဖြစ်တဲ့အတွက်သူ့ရဲ့ default ဒီ category ဘာလို့ပဲသုံးရုံနဲ့ရတယ်ပေါ့နော်ကို font တွေသုံးရင်လည်းရတယ်ပေါ့နော်အဓိကကတော့သူ့ရဲ့ default ပါတာပဲပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေအဓိကတွေးမိလို့ပါဒီမှာလည်းပြဿနာဖြစ်တယ်လို့ပြောကြလို့ကျွန်တော်လည်းနည်းနည်းရှာဖွေလေ့လာမိတယ်လို့ပြန်ပြီးတော့ sharing လုပ်တာပါအားလုံးကျေးဇူးတင်ပါတယ်